ဘဝတိတ်ခါဘဝမှာမဖြစ်နိုင်တဲ့အရာတွေကိုမဖြစ်နိုင်မှန်ဖြစ်နိုင်တဲ့အရာတွေကိုဖြစ်နိုင်မှန်တကယ်နားလည်သိရှိသွားခြင်းဟာကိုလွတ်မြောက်ခွင့်ပေးခြင်းပါတနေ့တာခရီးစဉ်မှာဘသူကိုမှမထိခိုက်ပဲဘသူကိုမှမတိုက်ခိုက်ပဲအေးအေးဆေးဆေးနေထိုင်တတ်ခြင်းဟာကိုမေတ္တာထားခြင်းပါကိုပြဿနာကိုဖန်တီးပြီးပူလောင်တော့ကရောက်နေကြတဲ့လောကထဲမှာအရှုပ်အရှင်းကင်းကင်းရပ်တည်နေခြင်းဟာကိုတန်မိုးထားခြင်းပါဒုက္ခတဲ့အချင်းချင်းကိုမျက်စိရှိမှကိုထက်ဒုက္ခရောက်နေတဲ့သူကိုတက်နိုင်တဲ့အကူအညီပေးလိုက်ခြင်းဟာကိုလေးစားခြင်းပါဖြစ်ချင်တာနဲ့ဖြစ်နေတာတွေဟာအရှိနဲ့အနောက်လိုဆန့်ကျင်ဘက်ဖြစ်နေတဲ့အခါဒါဟာဘဝရဲ့ဖြစ်ရိုးဖြစ်စဉ်ပဲလို့သိလိုက်ခြင်းဟာကိုလမ်းပြခြင်းပါကိုနဲ့အစင်မပြေတဲ့အရာတွေအပေါ်မုန်းတီးနေတဲ့စိတ်ရဲ့ဆွဲလန်းဟာလွတ်ရက်မရှိတဲ့အကျဉ်းထောင်ထဲမှာကိုပိတ်လှောင်ထားခြင်းပါချစ်ချင်းဆိုတဲ့အနှောင်အဖွဲ့တွေဟာဘဝကိုဆေးရဲရင်းပုံနဲ့စေတဲ့အရာမှန်လက်မခံနိုင်တဲ့ချီနှောင်မှုတန်ရောစဉ်တွေဟာကိုနှစ်နေခြင်းပါအစာစားဖို့အတွက်ပဲအသက်ရှင်နေတဲ့ဆက်ရာတိရစ္ဆာန်လေးတွေရဲ့စိတ်ဖြစ်လို့ယတတနာအပေါ်ညီကက်တက်မဲ့နေမယ်ဆိုရင်ကိုမေ့နေခြင်းပါဘဝအပေါ်မှာညီးငွေ့နေတဲ့သူဟာဘဝတွေကိုအသက်သွင်းပေးတဲ့တရားတွေကိုမဖယ်ရှားပဲတွေ့တာကန့်ညှိထားခြင်းဟာကိုသစ္စာဖောက်ခြင်းပါရုပ်ခန္ဓာနာမ်ခန္ဓာတွေရဲ့အပေါ်မှာမနေချင်တော့တဲ့ဉာဏ်စူးစိုက်တက်ဝင်နေသူဟာကံတရားရဲ့တွေးဆောင်မှုကိုမငြင်းနိုင်ရင်ကိုတည်ကြောင်းကြံခြင်းပါတိက္ခာတရားသည်လူ၌တာရှိသောတန်မိုးအကြီးမားဆုံးဘဝလက်ဆောင်ဖြစ်၏ရှေ့ပြေ